နှစ်ကိုလက်ခံတဲ့အကြောင်းကနည်းလေးရှားရပေါ့နော်နှစ်ကိုထားမဲ့အကြောင်းရှားရဲဆိုတဲ့အချိန်မှာတွေ့တာပေါ့ကလေးတွေကိုပေါ့ဘတ်စုံပေါ့ဖွံ့ဖြိုးတိုးတက်အောင်သူအပိုင်းလေးနဲ့သူလုပ်ပေးထားလေးတွေ့ရရင်ဟောဆင်ပြေပါတယ်လို့တိုးတက်မှုလည်းရှိပါတယ်လို့ကလေးကဟိုနိုင်ဝင်ချေပါဟို pre nursery နဲ့တွက်လာနည်းနည်းတော့တွက်လာတယ်ပြီးတော့အိမ်မှာဆိုလဲသူဟိုအမိုက်ပြစ်မယ်ဆိုလဲသူအမိုက်ပေါ့နော်မိုက်နဲ့အဲ့လိုပြောသူစကားမပြောတတ်သေးဘူးဆိုတော့လေအဲ့သူအမိုက်လေးပြစ်တယ်နောက်ပြီးတော့အညာနဲ့မတူဘူးစကားလေးနည်းနည်းလေးတော့ဟိုစကားကတော့မပြောတတ်သေးဘူးတိုးတော်ညာနည်းနည်းလေးတော့ပို့ပြီးတော့တွက်လာတယ်ပေါ့လေကလေးတွေကိုပေါ့ဘတ်စုံပေါ့ဖွံ့ဖြိုးတိုးတက်အောင်သူအပိုင်းလေးနဲ့သူလုပ်ပေးထားလေးတွေ့ရရင်နောက်ပြီးတော့မိဘတွေအတွက်လည်းဘယ်ချိန်မှာကလေးတွေကိုဘယ်လိုမျိုးလေးသင်ကြားပေးရဆိုရဲ schedule လေးနဲ့ဘယ်နေ့ဘယ်ရက်မှာဗာလေးတွေသင်ပေးမယ်ဆိုရဲ lesson plan လေးပို့ပေးရလဲအဆင်ပြေတယ်ပေါ့ပြီးတော့ update တွေလည်း Telegram မှာအများကြီးပို့ပေးနေတော့အဆင်ပြေတယ်ပေါ့ဟိုဒီအမတို့မေးလိုက်တယ်ဆိုလဲပြီးတော့ပြန်ဖြေတာလေးကမြန်ဆန်လေးပြန်ဖြေပေးရပေါ့နော်အရင်ဆောင်လန်းကြမလို့ဘယ်ချိန်ဖုန်းမဲဆက်မေး Telegram ပဲမေးချိန်မေးပြန်ပြောပေးရပေါ့လေဘာလို့ရွေးချယ်ပြတာလဲဆိုတော့ဟိုပါပေါ့ဒီ nursery ပေါ့နှစ်ကိုလက်ခံတဲ့အကြောင်းကနည်းလေးရှားရပေါ့နော်အဲ့ချိန်မှာကိုကလည်းနှစ်ကိုထားမဲ့အကြောင်းစာရဲဆိုတဲ့အချိန်မှာတွေ့ရပေါ့အဲ့မှာလည်းဘယ်ပိုင်းနေဘယ်လိုလုပ်ရမယ်ဆိုတဲ့အပိုင်းလေးတွေရောအဲ့ဒါလေးတွေလေ့လာပြီးတော့မှသဘောကျလို့ထားခဲ့ခဲ့ရပါပေါ့ဟောစင်ပြေပါတယ်လို့တိုးတက်မှုလည်းရှိပါတယ်လို့ကလေးက